ညင်းဆိုပါတယ်။ဂျွန်ကတော့အားမလျှော့ပဲရေတပုံးကိုယူကာမန်နေဂျာရဲ့ဘောင်းမီဘော်ကိုတွေးဝေမနေပဲလောင်းချလိုက်ပါတယ်ပြီးတော့သူဟာကနာရထဲမှာရေရင်းမြစ်တစ်ခုတွေ့ထားကြောင်းကြေညာလိုက်တာပေါ့။ဒါတောင်မှဗန်မန်နေဂျာကသူ့ကိုအပြင်ကိုနှင်ထုတ်ခဲ့ပါတယ်။ရွှေရှာသူတွေဟာဒီကနာရထဲမှာဆယ်စုနှစ်ပေါင်းများစွာရှာဖွေခဲ့ကြပေမဲ့ရေရှိခဲ့ရင်တောင်ရှာတွေ့မှာမဟုတ်ဘူးလို့သူတို့ကယူဆထားကြတာပါ။အခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးဂျွန်ဟာချင်းငွေထရက်ကားတစ်စီးစီကိုချင်းကပ်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့တထေးကသူ့ကိုနှင်မထုတ်ခဲ့ပေမဲ့ချင်းငွေရဖို့အတွက်အပေါင်းပစ္စည်းလိုအပ်ပါတယ်။ဂျွန်ကတော့တန်ဖိုးရှိတာဘာမှမရှိပါဘူး။သူဟာစိတ်ပြက်လက်ပြက်နဲ့ပြန်ဖို့ပြင်တဲ့အချိန်တကားဝက်ရောက်မှတထေးကသူ့ကိုပြန်ခေါ်လိုက်ပါတယ်။ I want to hear more. Why? Why not? Hey, I always thought you, bankers, stole for the rich. I didn't know you'd talk to shirt-tail trash like me. We don't steal. Well, lend, borrow, invest, mortgage, and repossess. What the hell else do you call it? မတင်မှတ်ထားပဲအဲ့ဒီတထေးဟာဂျွန်ရဲ့ရိုးသားမှုကိုစိတ်လှုပ်ရှားသွားပြီးဒေါ်လာ100ကိုလက်ငင်းချေးပေးလိုက်ပါတယ်ဒီလိုနဲ့ဂျွန်ဟာမတန်တဆများပြားတဲ့ငွေပမာဏကိုရရှိသွားခဲ့တာပေါ့ဒါပေမဲ့သူ့အပြင်ကိုခြေလန်းလိုက်တဲ့ခဏမှာပဲဂျွန်ရဲ့မျက်လုံးတွေဟာချက်ချင်းဆိုသလိုအယောင်တောက်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့တကယ်ကိုရင်သက်ရှုမောဖွယ်ကောင်းတဲ့ရွှေအိုရောင်စပင်ပိုင်ရှင်အလှပကလေးလေးတယောက်ကိုလှမ်းမြင်လိုက်ရလို့ပါပဲ